အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စိတ်မွန်းဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီမိုဒီကိုဘယ်လိုယူရမလဲဆိုတာပြပြလောက်မှဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ event တွေကိုတွားလိုက်ပါအောက်ကိုနည်းနည်းဆွဲချလိုက်ရင် fan creation program ဆိုတာတွေ့ပါလိမ့်မယ်ခင်ဗျာကိုယ်ဆိုတာလေးကိုနှိပ်လိုက်ပါဗျအဲ့လိုနှိပ်ပြီးသွားရဲဆိုရင်တော့ event တွေကိုရောက်တော့မှာဖြစ်ပါတယ် event တွေကိုရောက်တော့ပြီဆိုရင်တော့ဖြင့်ဒုတိယဟာလေးကိုနှိပ်လိုက်ပါဗျအဲ့ဟာလေးကတော့သူတို့ပေးထားတဲ့ hashtag လေးနဲ့ကိုချိုက်တဲ့ TikTok ဖြစ်ဖြစ် YouTube ဖြစ်ဖြစ်တခုမှတင်ပြရမှာဖြစ်ပါတယ်ခင်ဗျဗီဒီယိုတင်ပြသွားပြီဆိုရင်အဲ့ဗီဒီယိုလေးကိုပင်လေးစူတိုက်ပါခင်ဗျယူပြီးတော့ရင်တော့ event တွေကိုပြန်လာပြီးတော့ဒုတိယနေရာလေးကိုနှိပ်ပါခင်ဗျတင်တဲ့ဟာကိုယူပြီးတော့ခုနကဗီဒီယိုလေးကိုချပေးပြီးတော့နှိပ်ပြီးလိုက်ရပါခင်ဗျအဲ့ဒါဆိုရင်90ရိုက်ရှိမှဖြစ်ပြီးတော့လက်ရနေရာဒီမှာတွားလိုက်လိုက်ပါခင်ဗျအီမိုရရှိဖို့ကတော့သိချနေပါပြီကျွန်တော်ဆိုတခါရခဲ့တာပါ brother ဟောင်းနေနဲ့မရဘူးဆိုရင်တော့တုံးကတိတိဗီဒီယိုတင်လို့ရပြီးတော့ကွာရစုစုပေါင်း150အထိရှုလို့ရပါတယ်ခင်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်